ကလေးနှစ်ယောက်စော့နေရင်ဘောလုံးဟာကားပေါ်ကနေလမ်းပေါ်ကိုလွင့်ထွက်သွားပါတယ်။အဲ့ဒါကိုကျွန်တော်မြင်လိုက်တာနဲ့ပြင်းထန်တဲ့ကန်ချက်တစ်ခုနဲ့ဘောလုံးကိုလှမ်းကန်ပေးလိုက်ရာဘောလုံးဟာလှပတဲ့အကွေးဝိုင်းတိုင်းပြန်တန်းသွားပြီးကားပေါ်ကကလေးလက်ထဲကိုအကျအနာရောက်သွားပါတယ်။ကျွန်တော်ရဲ့အပြစ်ပြောစရာမရှိတဲ့ဘောလုံးထိန်းချုပ်မှုကိုမြင်သူတိုင်းအားအသင့်သွားကြတာပေါ့။အဲ့ဒီအချိန်မှာပဲဘောလုံးနီးပြတစ်ယောက်အပြေးလွှားရောက်လာပြီးသူ့အသင်းမှာလက်ထောက်နီးပြအဖြစ်လုပ်ဖို့ကျွန်တော်ကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကညင်းမလို့လုပ်ပေမဲ့ကျွန်တော်ကိုအကြောင်းပြချက်မရှိပဲအလုပ်ထုတ်ခဲ့တဲ့အသင်းဟောင်းကချန်ပီယံဆုရသွားတာကိုမြင်လိုက်ရတဲ့အခါကျွန်တော်ရဲ့တိုက်ပွဲဝင်စိတ်သက်တွေပြန်လို့ကြားလာပါတယ်။ဒါကြောင့်နီးပြရဲ့ကန့်လန့်မှုကိုချက်ချင်းလက်ခံလိုက်ပါတယ်။ဒါပေမဲ့အသင်းကကစားသမားတွေကကျွန်တော်ကိုတခြားအသင်းကအထုတ်ခံရတဲ့သူဆိုပြီးအထင်သေးကြပါတယ်။သူတို့ရဲ့လေးစားမှုရအောင်အပေါက်၃ပေါက်ပါတဲ့ပြစ်မှတ်ဖုတ်တစ်ခုကိုပေ400အကွာမှာထားခိုင်းလိုက်ပါတယ်။ပြီးတော့ကျွန်တော်ဟာလေးပေါ်ပြန်ကန်ချက်နဲ့ဘောလုံးကိုအသေးဆုံးအပေါက်ထဲရောက်အောင်ကန်ပြလိုက်တဲ့အခါမှာကစားသမားတွေအားလုံးငြိမ်ကျသွားပါတော့တယ်။ဒါကိုသိသွားတဲ့ကျွန်တော်ရဲ့တထေးဟောင်းကချက်ချင်းရောက်လာပြီးအထုတ်ခံရတဲ့နီးပြကတော့အဆင်မရှိတဲ့ကစားသမားတွေကိုပဲလေ့ကျင့်ပေးနိုင်မှာပါလို့လှောင်ပြောင်ပါတယ်ကျွန်တော်ကစိတ်မဆိုးပဲမနှက်ဖြန်ပွဲမှာခမားတင်းကိုအနိုင်ကန်ပြမယ်လို့ပဲပြောလိုက်ပါတယ်သူကတော့မောက်မာစွာနဲ့ပဲမင်းရှုံရင်ဘောလုံးလောကကနေအပြီးထွက်သွားရမယ်လို့စိန်ခေါ်ပါတယ်ကျွန်တော်ကတော့ခက်ပြုံးပြုံးပါပဲမကြခင်မှာပဲပွဲဆက်ပါပြီးကျွန်တော်တို့အသင်းကပထမဂိုးကိုအလွယ်တကူသွင်းလိုက်နိုင်ပါတယ်ဒါပေမဲ့တစ်ဖက်အသင်းကောင်းဆောင်ကအချက်ပြလိုက်ပြီးနောက်မှာတော့ကျွန်တော်တို့ထပ်ကိုမသွင်းနိုင်တော့ပဲသူတို့ကပဲ100ဆက်ဂိုးတွေပြန်သွင်းပါတော့တယ်သူတို့ဟာကျွန်တော်တို့ရဲ့နီးပြူဟာတွေကိုကြိုတိနေတယ်လို့ပါပဲတကယ်တော့ကျွန်တော်ရဲ့တထေးဟောင်းကကျွန်တော်တို့အသင်းကဝန်ထမ်းတစ်ယောက်ကိုလက်ထိုးပြီးနီးပြူဟာတွေကိုခိုးယူခဲ့တာပါဒါကိုရိပ်မိသွားတဲ့ကျွန်တော်ဟာကစားသမားတွေကိုတိတ်တဆိတ်လေ့ကျင့်ထားတဲ့နီးပြူဟာတစ်တွေနဲ့ကစားဖို့ညွှန်ကြားလိုက်ပါတယ်ဒုတိယပိုင်းမှာတော့ကျွန်တော်တို့အသင်းဟာတကယ်စွမ်းရည်ကိုထုတ်ပြပြီးဂိုးတွေဆက်တိုက်ပြန်သွင်းလာပါတယ်ဒါကိုမြင်တော့တစ်ဖက်အသင်းကတမင်တကာပြစ်ဒဏ်ကျူးလွန်ဖို့တဲ့နီးကိုသုံးလာပါတယ်ဒိုင်လူကြီးကလည်းမမြင်ချင်းအောင်ဆောင်နေတာကြောင့်သူတို့ကပိုပြီးရဲတင်းလာကဂိုးပြက်ပြန်သွားပါတယ်နောက်ဆုံးမှာကျွန်တော်တို့အသင်းကကစားသမားတစ်ယောက်ဒဏ်ရာရသွားပြီးလူစားလဲစရာလည်းမရှိတော့ပါဘူးပွဲပြီးဖို့9မိနစ်ပဲလိုတော့ချိန်မှာအနိုင်ရဖို့9ဂိုးတောင်လိုနေပါသေးတယ်တစ်ဖက်အသင်းရဲ့လှောင်ပြောင်မှုတွေနဲ့ကျွန်တော်ကစားသမားတွေရဲ့အားမလို့အားမရမျက်ဝန်းတွေကိုမြင်လိုက်ရတဲ့အခါကျွန်တော်ကိုယ်တိုင်ကွင်းထဲဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်ကွင်းထဲရောက်တာနဲ့ကျွန်တော်ဟာလျှက်စီးကြောင်းလိုအမြန်နှုံးနဲ့နောက်ခံလူတွေကိုကြော်ဖြတ်ပြလိုက်ပါတယ်တစ်ဖက်အသင်းသားအားလုံးကျွန်တော်ကိုဝိုင်းထားကြပေမဲ့ကျွန်တော်ဟာလေးဘောကိုခုန်တက်ပြီးရှိသမျှအားနဲ့ဘောလုံးကိုကန်လိုက်ပါတယ်အဲ့ဒီကန်ချက်ဟာပြင်းထန်လွန်းတာကြောင့်ဂိုးသမားအစွမ်းကုန်ကာကွယ်ပေမဲ့လည်းမတားဆီးနိုင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ကျွန်တော်ဟာမယုံနိုင်စရာကောင်းတဲ့အနိုင်ဂိုးတွေကိုသွင်းယူပြီးအောင်ပွဲခံနိုင်ခဲ့ပါတော့တယ်